မင်္ဂလာပါအားလုံးကိုဒီနေ့မှာတော့ငါကနိုင်ငံတကာငွေလွှဲရန်အတွက် PayForex application ကိုဘယ်လိုလျှောက်ထားပြီး9000ယန်နိုင်ငံယန်ရမလဲဆိုတာပြပေးမယ်လက်တလုံးမှာ PayForex ကအထူး promotion လုပ်နေပါတယ်အကောင့်အသစ်ဖန်တီးပြီးမိတ်ဆွေရဲ့ဖိတ်ကြားကုတ်ထည့်လိုက်တာနဲ့ချက်ချင်း9000ယန်ရရှိမှာဖြစ်ပါတယ်ဂျပန်မှာနေပြီးအလုပ်လုပ်နေရတဲ့သူဆိုရင်နိုင်ငံထဲကိုငွေလွှဲတဲ့အခါကြေးမြင့်ပြီးလုပ်ရခက်တာကိုသဘောပေါက်နေကြမှာပါငွေလွှဲခမြင့်နဲ့လုပ်ငန်းစဉ်များနေတယ်စောင့်ဆိုင်ချိန်ရှည်တယ်ဒါတွေဟာပုံမှန်ငွေလွှဲဝန်ဆောင်မှုသုံးသူအများစုရင်ဆိုင်နေရတာပါဒါပေမဲ့ဒီနေ့ပိုကောင်းတဲ့နည်းလမ်းတစ်ခုပြပေးမယ်ဒါကတော့ PayForex ဖြစ်ပြီး Japan Canton Finance Bureau မှတရားဝင်လိုင်စင်ချမှတ်ထားတဲ့နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုဖြစ်ပါတယ်ဂျပန်မှာနေထိုင်တဲ့နိုင်ငံသားထောင်ပေါင်းများစွာကယုံကြည်အသုံးပြုနေကြပါတယ်PayForex နဲ့ဆိုရင်တင်ဖုန်းတစ်လုံးနဲ့တင်မြည်သည့်နေရာမြည်သည့်အချိန်မဆိုနိုင်ငံခြားကိုငွေလွှဲနိုင်ပါတယ်။နိုင်ငံ200ကျော်နဲ့ငွေကြေးအမျိုးအစား40ကျော်ပံ့ပိုးပေးတာကြောင့်တင်မိသားစုဘယ်နိုင်ငံမှာနေအဆင်ပြေစွာငွေလွှဲနိုင်ပါတယ်။ငွေလွှဲခနဲ့ပြီးလုပ်ငန်းစဉ်မြန်ပါတယ်ထို့အပြင် free remittance coupon တွေနဲ့ငွေလွှဲတိုင်းမှာပို့ချွေတာနိုင်ပါတယ်။အခုတော့911 Lawson Family Mart စတဲ့ဆိုင်တွေမသွားဘဲတင်ဖုန်းနဲ့တင် online ငွေလွှဲနိုင်ပါတယ်။ဒီဝန်ဆောင်မှုကလွယ်ကူပြီးလုံခြုံပြီးနိုင်ငံတကာငွေလွှဲကိုပိုလွယ်အောင်ဒီဇိုင်းလုပ်ထားပါတယ်။ဒီဗီဒီယိုမှာဂျပန်ကနေနိုင်ငံခြားကိုငွေလွှဲဖို့အလွယ်ဆုံးနည်းဖြစ်တဲ့ PayForex ကိုအဆင့်လိုက်ပြပေးမယ်။စလိုက်ကြရအောင်။အဆင့်တက်တင်ဖုန်းအတွင်းရှိ Store application ကိုဖွင့်ပြီး PayForex ကို download လုပ်ပါ။အဆင့်2တင် PayForex ကအကောင့်ဖန်တီးပါdownload ပြီးတာနဲ့ PayForex ကိုဖွင့်ပါအတိပေးချက်ခွင့်ပြုမလားမေးလာရင်တင်လိုချင်သလိုရွေးနိုင်ပါတယ်။ဒီနေရာမှာအောက်ကအပြာရောင်ခလုတ်ကိုနှိပ်ပြီး Create an account ကိုရွေးပါ။ဖုန်းနံပါတ်နဲ့တော့၎င်းသတင်းချက်လက်စာပေးစနစ်နဲ့တော့၎င်းစာရင်းသွင်းနိုင်ပါတယ်။ဒါပေမဲ့သတင်းချက်လက်စာပေးနေသုံးတာပိုလွယ်တယ်။ဒီနေရာထဲမှာတင်သတင်းချက်လက်စာပေးလိပ်စာထည့်ပြီးအောက်ကခလုတ်ကိုနှိပ်ပါနောက်စာမျက်နှာမှာအပြာရောင် agree ခလုတ်ကိုနှိပ်ပါ PayForex ကတင့်သတင်းချက်လက်စာပေးလိပ်စာကိုအတည်ပြုကုတ်ပေးပို့ပါမယ်တင်စာတိုင်းကွက်ဖွင့်ပြီးကုတ်ကိုကူးယူပါပြီးရင် PayForex သို့ပြန်သွားပြီးဒီနေရာထဲထည့်ပါနောက်တစ်ဆင့်တင့် PayForex လျှို့ဝှက်စကားဝတ်ဖန်တီးပါပထမလိုင်းမှာတင်လျှို့ဝှက်စကားဝတ်ထည့်ပါဒုတိယလိုင်းမှာထပ်ထည့်ပါပြီးရင်တတိယလိုင်းမှာဖိတ်ကြားကုတ်ထည့်ပြီး9000ယန်အပိုလက်ဆောင်ရယူပါပြီးရင်အောက်ကစည်ရင်းသွင်းခလုတ်ကိုနှိပ်ပါတင် PayForex ကအကောင့်ကိုအောင်မြင်စွာဖန်တီးပြီးပါပြီနောက်တစ်ဆင့်တင်အသုံးပြုသူအချက်လက်ဖြည့်ပါအောက်ကလိုင်းကိုနှိပ်ပြီးစတင်ပါနောက်ထပ်စာမျက်နှာတွေမှာညာဘက်ရှိရွေးချယ်မှုကိုဆက်ရွေးပါဒီနေရာမှာဒီတစ်ခုပဲရွေးပါနောက်တစ်ဆင့်တင့်နိုင်ငံရွေးပါမရင်မာကိုရွေးပါပြီးရင်အချက်လက်များဖြည့်ပါပထမလိုင်းမှာတင့်ဂျပန်ဖုန်းနံပါတ်ထည့်ပါနောက်တစ်ဆင့်တင့်အလုပ်မျိုးစားရွေးပါအလုပ်လုပ်နေသူဆိုရင်ဒီတစ်ခုပြီးចောင်းသားဆိုရင်နောက်တစ်ခုပြီးရွေးပါနောက်လိုင်းမှာတင့်နှစ်စဉ်ဝင်ငွေအပိုင်းခြားရွေးပြီးတစ်နှစ်အတွင်းပေးပို့မဲ့ငွေပမာဏကိုရွေးပါနောက်ဆုံးငွေလွှဲရည်ရွယ်ချက်ရွေးပါလို့ချင်းရင်ရွေးစရာအများကြီးရွေးလို့ရပါတယ်ပြီးရင်အောက်ကအပြာရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာတင့်လုံခြုံမှုမေးခွန်းပြင်ဆင်ပါဒီနေရာကိုနှိပ်ပြီးတင်ကြိုက်တဲ့မေးခွန်းရွေးပါပြီးရင်အောက်ကအကွက်ထဲမှာအဖြေရိုက်ထည့်ပါမေးခွန်းနဲ့အဖြေနှစ်ခုလုံးကိုမှတ်ထားပါနောက်အခါလိုအပ်လာမယ်ပြီးရင်အပြာရောင်ခလုတ်ကိုထပ်နှိပ်ပါအခုတင်ထည့်ထားတဲ့အချက်လက်များကိုပြန်စစ်ပါမှန်ရင်ဤနေရာကငယ်ငယ်စွာသောစက်ဝိုင်းလေးကိုအမှန်ချစ်ပြီးအပြာရောင်ခလုတ်ကိုနှိပ်ပါအဆင့်3တင်မိမိအထောက်အထားစစ်ဆေးပါငွေလွှဲဖို့တင့်ကိုယ်ပိုင်အထောက်အထားအတည်ပြုမှုလုပ်ဖို့လိုပါတယ်ဒီခလုတ်ကိုနှိပ်ပြီးစပါပြီးရင်အောက်ကခလုတ်ကိုထပ်နှိပ်ပါ My number ကတ်ရှိသူဆိုရင်ကတ်အမျိုးအစားရွေးပြီးဓာတ်ပုံတင်ပါမရှိရင်နောက်ဆုံးရွေးစရာကိုရွေးပြီးအောက်ကအပြာရောင်ခလုတ်ကိုနှိပ်ပါနောက်တစ်ဆင့်နေထိုင်ခွင့်ကတ်ကိုအထောက်အထားအဖြစ်ရွေးပြီးအပြာရောင်ခလုတ်ကိုထပ်နှိပ်ပါဒီစာမျက်နှာမှာအောက်ထိဆင်းပြီးအပြာရောင်ခလုတ်ကိုနှိပ်ပါအမှန်ချစ်ပြီးဆက်လက်နှိပ်ပါအခုငါပြတဲ့အတိုင်းလိုက်လုပ်ပါပထမငါနေထိုင်ခွင့်ကတ်ဓာတ်ပုံရိုက်ပါပုံသေးပြီးမီးလင်းကောင်းအောင်တေချာအောင်ရိုက်ပါပြီးရင်အပြာရောင်ဆက်ရန်ခလုတ်ကိုနှိပ်ပါ
နောက်တစ်ဆင့်မျက်နှာဓာတ်ပုံရိုက်ပါမျက်နှာကိုဘောင်တွင်းထားပြီးဓာတ်ပုံရိုက်ခလုတ်နှိပ်ပါပြီးရင်အပြာရောင်ခလုတ်ကိုနှိပ်ပြီးတင်သွင်းပါဒါပဲဖြစ်ပါတယ်တင့်အထောက်ထားစစ်ဆေးမှုပြီးဆုံးပါပြီပုံမှန်အားဖြင့်15မိနစ်လောက်ပဲကြာတတ်ပါတယ်အတီးပြုတ်ပြီးသွားရင်တင့်အကောင့်အသုံးပြုဖို့ပြင်ဆင်ပြီးဖြစ်မှာပါအဲ့ဒီအချိန်ကစပြီး Facebook ကဝန်ဆောင်မှုအားလုံးသုံးနိုင်ပါပြီဒီနေ့အတွက်လမ်းညွှန်ဗီဒီယိုအဆုံးသတ်ပါပြီးကြည့်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကို like နဲ့စာရင်းသွင်းထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်